ဘာဖြစ်တော့ဒီဦးလေးရောอ่ะ ကြောက်ကကောင်းနေပြီကြောက်က ကြောက်ကဖြစ်လား အခမ်းမ အောက် ပ ပိုင်း န်း အောက်ပိုင်း စိတ်ကူ ချိသွား ချောက်ထောက်လို့မရဘူး ဩ ချောက်ထောက်လို့မရတော့အဲ့ဒါစိတ်ကန်းရင်လည်းပြရင်နောက်မတူဒီစိတ်ကန်းကြတော့ခါကြောကနေပြီးတော့နော်ကျွန်တော် ညက်သွားတာပေါ့ အကျော်တွေညက်နေလို့ မလှုပ်နိုင်ပါဘူးအောက်ပိုင်းနေ သူက ထားနိုင် သူ တော့ ကဘာပြောလဲဆိုတော့အဲ့ဆရာကကျွန်တော်ရန်ကုန်စေးုံကြီးတွားတဲ့ရန်ကုန်စေးုံမှာတော့မှကွန်ပျူတာဓာတ်မှန်နဲ့ရိုက်ရမယ် အဲ့လို အဲ့လိုရိုက်ပြီးမှသူပေါ့နော်ခွဲတင်ပေါ့အဲ့လိုပေါ့မခွဲပဲနဲ့ကုပါတဲ့အဲ့ဒါမှပျောက်ပါတဲ့ကျွန်တော်ကလည်းပတ်စံ ကိုလည်းတက်တောင်ပဲရှိပါဘူးเนาะခိုက်တာ သူကတော့အဲ့လိုသူကပြောလာတော့စေကန်းတွေကပြရင်လည်း မြေတိုင်နဲ့ခောက်ပို့လိုက် တက်တာလာပဲရှိတယ်ပေါ့နော်ဒီပေါ့ ဖြစ်တယ်ဘဝကလည်းဒီမှာလက်ကကျိုးနေတာအဲ့လို ရရ ရှိတော့ညတာရက်ခါတာ ဒီသားသမီးရှိလားဘုရားထိုင်နေဘလုံးအဲ့ဘလုံး ဟုတ်ကဲ့ ဒါလည်းဆရာရဲ့ဒီမှာခဏလေး ခဏလေးဆရာလည်းဝင်နေဒရိုက်တာပြတ်တော့မျိုးလုံးတစ်ဖက်ကပြတ်ထွက်သွားတော့ အဲ့ဘလုံးဘလုံး ဟိုရင်းပြသွားတယ်နောက်တစ်ဖက်ကကြတော့လေရေးရေးပဲမြင်ရတော့အဲ့လို ရှာကျွေးနေတဲ့ ရှာကျွေးနေတဲ့သားလေးက မျိုးလုံးမျိုးတစ်ဖက်ခဲတာကို ဒါကြတော့မနေတယ် သားအလုပ်တော့ဒီမှာပဲနေတယ်လူပြိုကြီးဟုတ်ကဲ့40ကျော်ကြီးသူပဲလို့တမန်လေးကဒီမှာဆရာဟဲ့မလို့နေလေ ဆေးအောင်ကဘယ်နေ့ပြမလဲ ဆရာကြီးတို့တင်တော်မန်နေပါ သွားတင်ခိုင်းတယ် ဆေးဦးတယ် ကျွန်တော်ကဒါလည်းမရှိဘူးလေ ဒေါသန်သူနော်ဟော ရှိတော့လည်းဒီစိတ်ကလေးပဲပို့ပေးတယ် အဲ့ဒါနဲ့ကျွန်တော်ဘေးနားပတ်ဝန်းကျင်ပါ ဆိုပြီးတော့တို့တွေကဆိုပြီးတော့အဲ့ဒါတို့တွေကုတ်ပေးလို့ ဘေးရဲ့စေကန်းတွေလိုက်ခု โอเคပါเนาะကျွန်တော်အလူငွေလေးလူပေးမယ်เนาะမယမင်းကနေပြီးတော့လူပေးတာမယမင်းပါเนาะအလူငွေ3သိန်းเนาะဟုတ် ကျေးဇူးတင်ပါတယ် အလူငွေ3သိန်းတာမယမင်းလို့เนาะကျွန်တော်မအောင်ပါ ကျမ်းမှာချမ်းသာပါစေကျေးဇူးဘက်က ကုသိုလ်ဒါနဘဝဒါအပေါင်းအားလုံးကျွန်တော်ဒီ ဒီထဲမှာကလည်းဖြိုးကြပါစေလူနိုင်တဲ့နိုင်ပါစေ ကိုယ်စိတ်ညပါစေချမ်းသာကိုယ်စိတ်ညပါစေ ဟုတ်ကဲ့ ဒုက္ခခါသိမ့်ကြည်ကြည် ကျေးဇူးတင်ပါတယ် ဆင်းရဲခါသိမ့်ကြည်ကြည်ပါစေရောဂါခါသိမ့်ကြည်ကြည်ပါစေကြောင်းညာမှုခါသိမ့်ကြည်ကြည်ပါစေဥပယံမေကင်းစေဝေကိုယ်စိတ်ဝမ်းအားလုံးအေးချမ်းကြပါစေ ကျေးဇူးပါเนาะ